အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တလင်းလာသားသမီးများအတွက်ကျွန်တော်ကကျမရေးနဲ့ပတ်သက်ပြီးတော့ဟောပြမှာဖြစ်ပါတယ်ဒါလေးကတော့အမျိုးဖြစ်မယ်လို့တော့မပြောလို့ဘူးဒါပေမဲ့တတိထားရမယ့်အရာလေးတွေကိုကျွန်တော်တွက်ချက်ပြီးတော့ဟောပြမှာဖြစ်ပါတယ်တလင်းလာသားသမီးလေးတွေကကျွန်တော်တို့တွက်ချက်လိုက်တဲ့အခါမှာပေါ့နော်ဒီအစာအိမ်အစာခြေလမ်းကြောင်းတွေအစာအိမ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်1 point နဲ့ပတ်သက်ပြီးတော့တော်တော်လေးအားနည်းချက်ရှိတယ်အတွက်ကြောင့်မလို့ကျွန်တော်တို့အစာအသောက်စားတဲ့အခါမှာအပူအစစားတဲ့အခါမှာနိုးနဲ့အချင်းနဲ့စားတဲ့အခါမှာအလွန်တတိထားပေးရပါမယ်တလင်းလာသားသမီးတွေကျွန်တော်တို့အစာရင်နဲ့ပတ်သက်ပြီးတော့အရန်အားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အစာအသောက်ကိုသူများနေတာတွေအတွက်ပို့ပြီးတော့ဂရုစိုက်ရမယ်မဟုတ်ရင်ဒီအစာရင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ခဏခဏဆေးခန်းရောက်တာခဏခဏဆေးရုံရောက်တာမျိုးလေးတွေဖြစ်တတ်တယ်အစာမှားပြီးတော့one shot လွယ်တာမျိုးလေးတွေဖြစ်တတ်တယ်အပြီးတော့နောက်တစ်ခုက1 ပိတ်လွယ်တယ်ပေါ့နော်တချို့ကြလေအရန်1အရန် short ပြီးတော့တခါဆိုးလေးကြလေ1အရန်ပိတ်တာမျိုးလေးတွေဖြစ်တတ်တယ်အဲ့အတွက်ကြောင့်မလို့တလင်းလာသားသမီးလေးတွေ1 byte ကိုအရန်တတိထားပေးရပါမယ်အစအတော့စားတဲ့အခါမှာအပူအစစားတဲ့အခါမှာနို့ရဲ့အခြေအနေစားတဲ့အခါမှာအလွန်တတိထားပြီးတော့ပေါ့နော်ကိုယ့်ကိုယ်အမြဲတမ်းတတိထားပြီးတော့စားပေးပါသုံးသပ်ပါဆင်ခင်ဖို့လိုအပ်ပါတယ်ပေါ့နော်မကြအဲ့လိုမျိုးအစာမချေဖြစ်ပြီးတော့ပေါ့နော်လေထုတ်လေအောင်ခဏခဏဖြစ်တာမျိုးလေးတွေကြုံတတ်ပါတယ်ပြီးတော့နောက်တစ်ခုကကျတွေးအချာမမှန်တာမျိုးလေးတွေတတိထားပေးရမယ်နော်ခဏနေတွေးအားနေရင်လေတွေးအားနေတယ်တွေးတိုးရင်လည်းတွေးတိုးတယ်ပေါ့နော်ပြီးမှဆိုတွေးအချတွေကပုံမှန်မဟုတ်ဘူးအဲ့လိုမျိုးခဏခဏအတွေးအတက်ချ flow လေးကမညီဘဲနဲ့ဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေးအတက်ချဖြစ်တဲ့အတွက်ကြောင့်မလို့ခေါင်းမူးတာခေါင်းကိုက်တာမျိုးမကြာခဏဖြစ်တတ်တယ်เนาะအဲ့အတွက်ကြောင့်မလို့ဒီတွေးတိုးစေတဲ့အစားအစာလေးတွေเนาะတစ်ချက်တတိထားပေးရမယ်ပေါ့နော်တလင်းလာသားသမီးလေးတွေနောက်တစ်ခုကကျခေါင်းခဏကိုက်တာမျိုးခေါင်းမကြာကိုက်တာမျိုးပြီးတော့ဒီလိုဆက်ကြိုးပေါ့နော်ဆက်ကြိုးတွေတအားထိုးတက်တာမျိုးပေါ့နော်ပြီးတော့မြေရိုးကိုက်တာလေးတွေတစ်ချက်တတိထားပေးရမယ်เนาะပြီးတော့တလင်းလာသားသမီးလေးတွေကအတွေးအများတဲ့အတွက်ကြောင့်မလို့စိတ်ပင်ပန်းမှုတွေစိတ်ဖိစီးမှုဝေဒနာလေးတွေပေါ့နော်အဲ့လိုယောဂဝေဒနာလေးတွေခံစားရတတ်တယ်သိလားအတွေးလေးတွေရှုပ်ပေးရမယ်เนาะပြီးတော့နောက်တစ်ခုကကျအစာအိမ်နဲ့ပတ်သက်ပြီးတော့အရန်တတိထားပေးပါအစာအိမ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခွေးဆိုင်မှုခံရတာမျိုးခွေးဆိုင်ရတာမျိုးပေါ့နော်ကြီးမားပြဿနာတက်ပြီးတော့အစာအိမ်နဲ့ပတ်သက်ပြီးတော့ကြီးမားပြဿနာတက်ပြီးတော့ဆေးရုံတက်ရတာမျိုးပေါ့နော်ပတ်စံကုန်ကြငွေတွေများတာမျိုးအဲ့လားလေးတွေတတိထားပေးရမယ်အဓိကတော့ကျွန်တော်တို့တလင်းလာသားသမီးတွေအစာအိမ်လမ်းကြောင်းတွေကိုအရန်တတိထားပေးပါအစာအသောက်စားတဲ့အခါမှာအပြည့်အရွက်တွေစားတဲ့အခါမှာတာမာလူတွေထက်ပေါ့နော်ဒီကိုတန့်စင်အောင်ဆေးပြီးမှစားပါမထင်မှပင်နဲ့ပိုးဝင်တာမျိုးမထင်မှပင်နဲ့ပေါ့နော်အစာအိမ်လမ်းကြောင်းမှာပြဿနာတက်တာမျိုးပေါ့နော်ဒါမျိုးလေးတွေဖြစ်တတ်ပါတယ်ဒါကတော့တလင်းလာသားသမီးလေးတွေတဲ့ကျမကြီးကိုပို့ပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ account လေးကို follow လေးမလုပ်ရသေးဘူးဆိုရင် follow မီလေးလုပ်ပေးပါ Facebook မှာဆိုရင်လေးပေါ့နော် Facebook မှာ follow လေးလုပ်ပြီးတော့များများလေး share ပေးကြပါတကယ်လို့ကိုယ့်အတွက်ပေါ့နော် personal မေးချင်တဲ့အခြေရေးအိမ်ထောင်ရေးမေတ္တာရေးကျမရေးငွေကြေးရေးစီးပွားရေးဆက်ဆက်ရာကျွန်တော်တို့အလောက်ကင်အတွက်မေးချင်တယ်ဆိုရင်လာပြီးတော့ booking ရချင်းယူလို့ရပါပြီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်တလင်းလာသားသမီးတွေချမ်းသာပြီးတော့လိုအပ်ဆန္ဒတွေပြည့်ဝကြပါစေအခက်အခဲတွေကျော်လွှားနိုင်ပါစေလို့ကျွန်တော်ကဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်ဗုဒ္ဓဟူးနေ့ကိုထိုင်းနိုင်ငံမေရိုလက်ချမီကျောင်းကိုပန်းပွေးသွားအပ်ဖို့ရှိပါတယ်ဗုဒ္ဓဟူးနေ့တဲ့ပွေးအပ်ခြင်းတဲ့မိတ်ဆွေများလာအပ်လို့ရပါပြီခင်ဗျာကျွန်တော်တို့ချက်ပေါက်မှာပေါ့နော်တက်ဆိုင်ရာချက်ပေါက်မှာလာပြီးတော့ပွေးလာအပ်လို့ရပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ